ခုနရင်ချင်းမှုတူတဲ့လူတွေစုကြတာအဓိကပြောမယ်ဆိုရင်ဟုတ်လားလုပ်ငန်းတူတဲ့လူတွေစုကြတယ်ဘာသာတူတဲ့လူတွေစုကြတယ်လူမျိုးတူတဲ့လူတွေစုကြတယ်ယုံကြည်တဲ့တူတဲ့လူတွေစုကြတယ်အဲ့ဒါ identity conflict တွေဖြစ်လာတယ်ပြဿနာတွေတက်လာတာအဲ့ဒီကနေစမယ်ဒီမှာ identity conflict ဆိုတာအဲ့ဒီမှာစတယောက်ချင်းမှပြဿနာမရှိဘူးအဆင်ပြေတယ်နှစ်ယောက်သား59လမ်းပုဂ္ဂိုလ်နဲ့တခြားပုဂ္ဂိုလ်နဲ့easy ပဲရှာတငယ်ချင်းဘာညာဒါပဲပြဿနာမရှိဘူးဒါပေမဲ့အဲ့လို group တွေဖြစ်လာလို့ရှိရင် identity တယောက်ချင်းစီကနေအစုအဖွဲ့တွေဖြစ်လာလို့ရှိရင် conflict တွေဖြစ်လာတယ် group identity တွေဆိုတာဆိုတော့မြန်မာနိုင်ငံမှာပဲကျွန်တော်တို့ကြုံတွေ့ရတဲ့ဒီလူမျိုးစုတိုင်းရင်းသားတွေဘာညာဆိုရင်ကျွန်တော်တို့ identity တွေဒါရှမ်းပြည်နယ်မှာရှမ်းတွေဘာစားတယ်ပေါ့နော်ကရင်ပြည်နယ်မှာကရင်တွေကဘလို့ယဉ်ကျေးမှုတွေနဲ့ဘလို့အမှုပညာတွေလုပ်တယ်ကျွန်တော်တို့မွတ်စလင်တွေကတော့ဘလို့စားတယ်ကျွလျာတွေကဘလို့ပေါ့တွားတိုက်ခိုက်လို့မရဘူးတွားပြီးမထေမဲမြင်လုပ်လို့မရဘူးတွားပြီးတော့ကျွန်တော်စော်ကားမော်ကားလုပ်လို့မရဘူးကာကွယ်ကြတယ်ဟုတ်တယ်မလားဘင်္ဂလီလူမျိုးကလည်းကိုလူမျိုးရဲ့အခြေအနေကိုသားသမီးတွေမင်္ဂလာဆောင်တော့မယ်ဘာညာဆိုကိုယဉ်ကျေးမှုဒလေးစရိုက်လေးတွေတွားတယ်တူနေအကြောင်းမဟုတ်ဘူး group မတူ identity မတူတဲ့ဟိုဘက်ကကျွလျာနဲ့ဘင်္ဂလီနဲ့ညားတော့မယ်ဆိုအဲ့မှာပြဿနာဇလန်စပြီငါတို့အဘန်းကဘာလို့ကန်ရမှာလဲဟိုကဘန်းတဲရမယ်လေဟိုကဒီဘနက်ပါမှာပေါ့အရေးကြီးလားဆိုတော့အရေးမကြီးဘူးတို့ထော်လည်းပဲကျွန်တော်တို့ community အတွက်ထည့်တွင်စဉ်းစား conflict တွေဖြစ်တော့အဲ့မှာပြဿနာတွေဖြစ်တော့လူနေထိုင်မှုဘဝတစ်လျှောက်လုံးမှာအဆင်မပြေမှုတွေ conflict တွေတိတက်ပိုကြီးကျယ်တာကတော့ဘာသာမတူတဲ့လူတွေ59လမ်းကိုကြိုက်ဘူးပြောမယ်အလကတိုက်ပုံသွားဂျဟန္နမ်သွားမဲ့ကောင်နေတိုက်ပုံဝတ်တာဒီလိုတော့ပြောရင်တိုက်ပုံကစော်ကားသလိုမဖြစ်ဘူးလားအဲ့လိုပဲကျွန်တော်တို့ကလည်းနိုကလာဝဆုံဘာညာတော့ပြောရင်ဟာအိန္ဒိယကတကယ်ဂုံတိတ်ခါရှိတဲ့ပုံကိုကြီးတွေကမဟုတ်ဘူးလားအဲ့ identity ကို conflict ဖြစ်နိုင် group identity ဖြစ်လာရင်အဲ့လိုလူမျိုးစုတစ်ခုကိုစားပြုနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်လေးကိုဂရုစိုက်ရတာကျွန်တော်ကုရ်အာန်မှာနောက်ဆုံးကျွန်တော်ပြောချင်တဲ့အာယာဆိုတော့49အာနံပါတ်73ယာအယုဟန်နာစ်အင်နာခလကနာကုမ်မင်ဇကရင်ဝအွန်ဆာဝဂျအလနာကုမ်ရှူဘန်ဝကဘာအီလာလီတာအာရဖူန်အင်နာအကရမကုမ်အင်ဒလာအတ်ကာကုမ်အင်နလာအလီမွန်ခဘီရ်အလ္လာဟ်ရှင်မြတ်ကတဲ့ယာယုဟန်နာစ်ကိုလူသားပေါင်း